မင်္ဂလာပါရှင်ဘော expert ကနေပြန်လည်ကြိုဆိုလိုက်ပါရရှင်ဒီကနေ့မှာတနင်္ဂနွေနေ့ညအတွက်ဆင်ရွေးချယ်ပေးသွားမယ်ပရီမီယာရွေးချယ်မှုပွဲစဉ်ဟာဆိုရင်တော့ဗီဒိုနာနဲ့ရိုမာတို့ကန်မဲ့အီတလီစီးရေးပွဲစဉ်ပဲဖြစ်ပါတယ်ယခုပွဲစဉ်မှာရိုမာအသင်းကဗီဒိုနာအသင်းကိုဘော်ဒီစေးတစ်လုံး100ရှုံးအကျော်ပေးထားပြီးတော့ဂိုးပေါင်းစစ်ဖွင့်လှစ်မှုဟာဆိုလို့ရှိရင်တော့3လုံး85ပြိုင်နိုင်ဖြစ်ပါတယ်ဗီဒိုနာအသင်းကတန်းဆင်းသွားပြီဖြစ်တဲ့ဒီအသင်းမို့လို့ဂုဏ်သိက္ခာအရလောက်ပဲဒီကစားတော့မှာပါဒီရိုမာအသင်းကတော့နောက်ရသည့်ချန်ပီယံလိဝင်ခွင့်ရဖို့အတွက်ကတော့ကိုမိုအသင်းနဲ့အပြိုင်ဖြစ်နေပြီးတော့နှစ်မှတ်သာကွာပါတယ်ယခုပွဲစဉ်မှာရိုမာအသင်းကတရေချလို့မရပါဘူးတရေချရင်တစ်ဖက်ကကိုမိုအသင်းနိုင်ရောက်ခဲ့မယ်ဆိုလို့ရှိရင်တော့ဂိုးခွာချချက်နဲ့ကိုမိုအသင်းကချန်ပီယံလိကိုဝင်ခွင့်ရတော့မှာပါလက်ရှိမှာရိုမာအသင်းကပုံစံကောင်းမှရှိနေပြီးတော့ဒီတက်စစ်ကစားပုံဟာဆိုလို့ရှိရင်လည်းကောင်းနေပါတယ်ယခုပွဲစဉ်မှာရိုမာအသင်းပေးထားတဲ့ဘော်ဒီစီကပုံမှန်ဖြစ်ပေမဲ့ပုံเนาะဒီရိုမာအသင်းကမဖြစ်မနေအနိုင်ကစားပြီးတော့ချန်ပီယံလိဝင်ခွင့်ရယူမယ်လို့ယုံကြည်တာရယ်လက်ရှိမှာရိုမာတိုက်စစ်ကဗီရိုနာကိုအနိုင်ကစားဖို့အတွက်ဆိုလို့ရှိရင်တော့လုံလောက်တယ်လို့ထင်တာရဲ့ကြောင့်စိန်ကတော့ဂိုးပြက်ကစားတော့မယ်လို့ထင်တဲ့ဒီရိုမာဘော်ဒီဘက်ကိုရွေးချယ်ချင်ပါတယ်ရှင်။ဘောလုံးပွဲစဉ်တွေကိုမြန်မာချင်းနဲ့ဘော်ဒီကိုမောင်းတွေစိတ်ကြိုက်ကစားခြင်းနေဆိုရင်တော့ Ball Expert မှာလာရောက်ကစားဖို့လည်းဖိတ်ခေါ်လိုက်ချင်ပါတယ်ရှင်။